โอเคအားလုံးမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်က Facebook မှာဘန်ကတ်ဘယ်လိုချစ်မလဲဆိုတာမေးထားလို့အခုဒီဗီဒီယိုလောက်ရချင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အတူအစအဆုံးကြည့်လိုက်ရအောင်နော်ကဲကျွန်တော် Facebook မှာဒီ desktop ပေါ့နော်အဲ့မှာကျွန်တော်နှိပ်လိုက်တဲ့အခါမှာ monetization ဆိုတဲ့နေရာလေးရှိတယ်ပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်တွားလိုက်တဲ့အခါမှာဘာတွေ့လဲလို့ပြောအခုဒီမှာကျွန်တော်ပြထားတဲ့ပုံတွေပေါ့နော်ဒီလိုမျိုးတချို့ကဒီလိုမျိုးပေါ်နေတာရှိတယ်ပေါ့နော်တယောက်နဲ့တယောက်မတူဘူးနော်တချို့ကြတော့တချို့ကြတော့ဒီလိုမျိုးပေါ်တာပေါ့နော်အဲ့မှာ set up ဆိုတော့ပေါ်နေပြီ CM ဒီ content monetization ကမအောင်မနဲ့တချို့ဘဏ်ကချစ်ခိုင်းတာရှိတယ်တချို့တွေကြတော့လဲဒီ CM အောင်သွားတယ်ဒါပေမဲ့ဘဏ်ကမချစ်ခိုင်းဘူးပေါ့နော်တယောက်နဲ့တယောက်မတူဒါပေမဲ့ဘာဖြစ်ကိုကဘဏ်ကချစ်ခိုင်းပြီဆိုတော့ချစ်ထားတာတော့အကောင်းဆုံးဖြစ်ပါတယ်ဆိုတော့เนาะချက်ကြည့်လိုက်ရအောင်ပြီးရင်ဒီလိုပေါ်တယ်ပြီးရင်နောက်တစ်ခုကအဲ့ဒီ setting ရဲ့ period မှာလေဒီလိုမျိုးပေါ်တယ်ပေါ့နော် finish set up ဆိုတာဒါမြန်မြန်လေးဒီဘဏ်ကချစ်ခိုင်းမှသူပြောနေတာဖြစ်တယ်ပေါ့နော်ဆိုတော့တခုချင်းစီသွားမယ်เนาะကျွန်တော်ပုံနဲ့တော့ပြပြမှာဖြစ်ပါတယ်ဆိုတော့ဒီလိုနှိပ်လိုက်တဲ့အခါမှာပေါ့နော်အဲ့ဒီ set up ဆိုတဲ့နေရာမှာနှိပ်လိုက်ပြီးဆိုရင်ဘယ်လိုပေါ်လာလဲဒီမှာ legal first name တို့legal last name ဆိုပေါ်တာပေါ့နော်အဲ့ဒီနေရာကနာမည်တွေကကျွန်တော်တို့ Facebook ရဲ့နာမည်မဟုတ်ပါဘူးကိုယ့်ရဲ့ passport ချက်ကနာမည်တွေဖြစ်ပါတယ်เนาะဆိုတော့ဥပမာပြောရရင် last name first name နဲ့ last name မှာကမောင်ကျော်ထားလိုက်အပေါ်မှာမောင်ရင်းမယ်အောက်မှာကျော်ရင်းမယ်ဒါဆိုမောင်ကျော်ပေါ့เนาะတကယ်လို့နာမည်တုံးခုဖြစ်နေတယ်ဆိုရင်မောင်ကျော်ဆိုရင်အပေါ်မှာမောင်ကျော်မောင် speak ပါခံမယ်ပြီးရင်ကြော်ရွက်လိုက်မယ်အောက်မှာလည်းကြော်ရမောင်ကြော်စတယ်ဖြစ်နော်နာမည်တုံးလုံးပါလို့လေအဲ့လိုရေးလေးလုံးပါလို့ဆိုရင်လည်းအပေါ်မှာနှလုံးအောက်မှာနှလုံးအဲ့လိုထည့်ပေးပါနော်ဆိုတော့ကိုက date of birth ရေးမယ်နော်အဲ့မှာ data လေးရေးပါpassport ထဲ date of birth ရေးပါဒီမှာ country ဆိုတဲ့နေရာမှာတကယ်လို့ကိုကိုရွေးခိုင်းနေဆိုရင် select လုပ်ခိုင်းနေဆိုရင်ဒီမှာ select option ပါပြီးသားအမှကိုကရွေးလိုက်မလေးရှားပေါ့နော်ထိုင်းဆိုရင်ထိုင်းအဲ့လိုရွေးလိုက်ပါနော်ကဲပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘာလို့လဲဆိုတော့ဒီမှာဒီထဲမှာကိုယ့်ရဲ့ account က business တို့ဖြစ်ကောင်းဖြစ်နိုင်တာနဲ့ဒါပေမဲ့အဲ့ business ဖြစ်နေတယ်ဆိုရင် individual ကိုရွေးပါเนาะ individual ရွေးပါပြီးပြီဆိုတော့ကျွန်တော်က next ဆိုတာကိုပြန်မနှိပ်လိုက်မယ်ကဲပြီးတော့ပြီဆိုရင်ဒီနားမှာနာမည်ပြန်ပေါ်လာတယ်เนาะခဏ legal first name တို့ middle name တို့အမှ last name ခဏဆက်ဆက်ကတော့ဒီ middle name မပါဘူးမလားအခု middle name ပါလာတယ်ဒါပေမဲ့မောင်ကျော်ဖြစ်တဲ့လူကြတော့မောင်ရင်းမဲ့အလင်မှာကျော်ရင်းမဲ့နောက်ဆုံးလည်းကျော်ရင်းမဲ့မောင်ကျော်ဟုတ်တယ်မလားတကယ်လို့မောင်ကျော်ပဲဖြစ်နေဆိုရင်အဲ့ဒီ middle name တွေမရေးနဲ့ဘာမှပြဖို့မရေးနဲ့ရတယ်အကောင်ကို skip လုပ်ထားလိုက်ဒီတိုင်းပဲထားလိုက်ပြီးအပေါ်က first name နဲ့ legal first name နဲ့ legal last name ကိုတေချာလေးရေးပါเนาะခဏအတိုင်းရေးပါပြီးရင်တယောက်ပါရေးမယ်ပြီးရင်ကိုရဲ့နေရဲ့လိပ်စာပေါ့เนาะနေရဲ့လိပ်စာရေးပါဒီမှာ primary address ဆိုတာကိုနေရဲ့လိပ်စာအပြည့်အစုံမလို့ဘူးအင်နံပါတ်တွေမလို့ဘူးเนาะကိုကဂျလာလောဘူကိပင်တန်းမှာနေဆိုရင်ဂျလာလောဘူကိပင်တန်းစတဲ့ဖြစ်ပေါ့เนาะလမ်းတို့မြို့တို့ပြီးရင်ကိုရဲ့ဘယ်လိုပြောမလဲပြည်နယ်အဲ့ဒါလေးကိုတေချာပအောင်ရေးရမယ်เนาะကဲဒါဆိုရင်ကျွန်တော်ကပြန်မသွားလိုက်မယ်အမှเนาะ zip code တွေရေးရနော်ဒီမှာခဏမြို့မှာဆိုရင်ကျွန်တော်တို့ကကွာလာလမ်ပူကျွန်တော်ကကွာလာလမ်ပူရွှေ့တယ်ပြီးရင် state ဆိုတာကပြည်နယ်ပေါ့နော်အဲ့ဒါလည်းကွာလာလမ်ပူမှာနေတဲ့လူတွေတော့ဒါပဲပေါ့နော်ကိုယ့်ရဲ့ postcode ကိုရေးမယ် postcode ကမရှိဖြစ်ရေးရမယ်ကိုယ့်ရဲ့ဖုန်းနံပါတ်ရေးမယ်ပြီးရင် email ရေးမယ်နော် email က Facebook ထဲက email ပဲဖြစ်ရမယ်နော်ကဲပြီးပြီဆိုတော့ကျွန်တော်ပြန်မဒီမှာအစိမ်းရောင်ပေါ်လာမှာဖြစ်ပါတယ်နော်ဒီနားမှာကဲအောက်ကိုတစ်ချက်ဆင်းလိုက်တဲ့အခါမှာဒီလိုပေါ်လာတာပေါ့နော်ကဲဒီနားမှာကတော့ဒီဖုန်းနံပါတ်တို့ email တို့ရေးပြီးဆိုရင်တော့ဒီ test identification number ဆိုတာကကိုယ့်ရဲ့ passport number ကိုရေးပါနော်ကဲပြီးတော့ပြီဆိုရင် DVATGST ဆိုတာကတော့လုံးဝမနှိပ်ပါနဲ့နော်ဒီမှာကျွန်တော်လောက်ထားတယ်မနှိပ်ဆံမလို့ပြီးရင်အောက်မှာကအမှနည်းနည်းလေး click လိုက်ပါနော်အမှချစ်ပြီးမှ next ဆိုတာကိုပြန်နှိပ်လိုက်မယ်ကဲဒါနှိပ်ပြီးဆိုရင်ဘာပေါ်လာဆိုတော့ဒီမှာနံပါတ်1တစ်ခုကတော့ manual link bank account ပေါ့နော်ဒါကတော့ကျွန်တော် local bank merchant trade တို့ TNG တို့မရဘူးပေါ့နော်ဒီဟာက CMB တို့ May Bank တို့ Public Bank တို့ Hong Leong Bank စသဖြင့်ပေါ့နော်အဲ့ဒီဘာနေပဲ check လို့ရတယ်ဆိုတော့အဲ့မှာဘန်ကတ်ကတိုက်ရိုက်ကျွန်တော် check တဲ့အခါမှာဆိုရင် Facebook ကပတ်စံပေးဒေါ်လာ100ပြည့်မှခင်ဗျားရဲ့ဘဏ်ကိုလွှဲပေးမှဖြစ်ပါတယ်ဆိုတော့ဘန်ကတ်ကတိုက်ရိုက် check ထားလို့တကယ်လို့ကျွန်တော်ကအဲ့လိုမဟုတ်ဘဲနဲ့PayPal အကောင့်ကနေကျွန်တော်ကယူမယ်ဆိုရင်ဒေါ်လာ25ပြည့်တာနဲ့သူက PayPal အကောင့်ကိုလွှဲပေးပါတယ်။နော်ဆိုတော့ကျွန်တော်ဒီနေ့ကတော့ PayPal အကောင့်ကနေထိတဲ့နေပဲကျွန်တော်ပြပြပေးပါတယ်။ဆိုတော့ဒီနားမှာ PayPal ဆိုတဲ့နေရာမှာ click လုပ်လိုက်ပါ။ပြီးရင် connect payment method ပေါ့နော်။အမှ just နှိပ်လိုက်ပေါ့နော်။ကဲ PayPal ကိုနှိပ်လိုက်တာနဲ့ဘာပေါ်လာဆိုတော့ PayPal မှာလည်းဒီ security challenge တချို့တွေပေါ်လာနေတချို့ကျတော့မပေါ်တဲ့လူလည်းရှိတယ်ပေါ့နော်။ဆိုတော့အဲ့မှာတစ်ချက်နှိပ်လိုက်မယ်
နေပြီးsorry ဒီနားမှာနော် click လုပ်ရမယ်နော် click လုပ်တဲ့အခါမှာကိုကစက်ရုပ်မဟုတ်တဲ့အကြောင်းကိုကပြောပြမယ်အဲ့မှာတချို့ဟိုတရားတွေမဲလည်းမဲခိုင်းမဲ့တရားတွေကိုရွေးပေးပါဆိုတာမျိုးပြီးရင်ဗာလဲစပင်းကိုရွေးပေးပါဆိုတာမျိုးတွေရှိတယ်ပေါ့နော်အဲ့မျိုးမဲတဲ့ဟာကိုကအဲ့မှာ select လုပ်မှ verify လုပ်လိုက်နော်ကဲပြီးသွားပြီဆိုရင်ဒီမှာကိုရဲ့ဒါကတော့ကိုရဲ့ဒီ page ရဲ့ email ဖြစ်တယ်ပေါ့နော်ဒီ Facebook နဲ့တူနေရတယ်တူတော့ပိုကောင်းတယ်မတူနဲ့ကိစ္စမရှိဘူးပေါ့နော်ဒါကတော့အဲ့မှာဆိုရင်ကိုရဲ့ဖေး email ကိုထည့်ပါပြီးပြီဆိုရင် next ဆိုတော့ပြန်နှိပ်လိုက်ရင်ကိုရဲ့ password ပေါ့နော် password ရေးပြီးပြီဆိုရင်တော့ကျွန်တော်တို့ next ပြန်နှိပ်တဲ့အခါမှာဒီလိုပေါ်လာပေါ့နော်ဒါလည်းချိန်ပြီးပြီဆိုရင်ပေါ့နော် as text info ဆိုတော့ဒီမှာပေါ်လာပြီဆိုတော့ကဲအဲ့မှာလည်းတေချာလေးပြန်ရေးရတာပေါ့နော်ဆိုတော့တချို့တွေကြတော့မလိုတော့ဘူးကိုဟို share မှာထားတဲ့ဟာတွေကိုဒီနားမှာဆိုရင်အများကြီးဖြည့်စရာတော့မလိုတော့ဘူးเนาะဆိုတော့တစ်ချက်ကြည့်လိုက်ရအောင်ကဲဒီနားမှာ view access တို့ continuous တို့အဲ့ဒါ continuous မှာကိုယ့်ရဲ့နာမည် Facebook နာမည်ပေါ်နေမှာဖြစ်ပါတယ်เนาะအဲ့မှာကိုကအမှ continuous ဆိုတာပဲတစ်ချက်ဒီမှာပြန်နှိပ်လိုက်เนาะcontinuous ဆိုတာပဲပြန်နှိပ်ပါအများကြီးလောက်ဆရာမလို့ပြီးရင်ဒီနားမှာပေါ့เนาะအဲ့လိုမျိုးပေါ်လာတဲ့အခါမှာဒီနားမှာတော့ကိုကခဏ individual ရွေးထားဆိုရင် individual ပဲပေါ်သွားလိမ့်မယ်ပြဿနာမရှိဘူးเนาะare you a US resident entity ပေါ့เนาะအဲ့ဒါဆိုရင်ကိုက no ပဲရွေးပါเนาะဘာမှနားမလည်တော့ကိုကအဲ့မျိုးအခုကျွန်တော်ပြောတဲ့အတိုင်း no ပဲနှိပ်ပါเนาะကဲပြီးပြီဆိုရင်အောက်မှာပြန်တစ်ချက်ပြန်သွားတယ်တချို့ကျွန်တော်ဘန်ကချိတဲ့အခါမှာပေါ့เนาะ10ရောက်လောက်မှတယောက်အဲ့လိုမျိုးပေါ်တဲ့ဟာရှိတယ်ဒါတွေကတခါကျရင်ပါလာလိမ့်မယ်တခါကျရင်မပါဘူးเนาะတကယ်လို့ဒီလိုမျိုးပေါ်လာတယ်ဆိုရင် select one နှိပ်ပြီးမှ complex trust ရတယ်လို့ပေါ့เนาะ simple trust လည်းရတယ်ပေါ့เนาะအယောက်10ယောက်မှာတယောက်2ယောက်ပဲရှိတယ်ပေါ့เนาะကဲပြီးပြီဆိုရင်ကျွန်တော်တို့က next ပြန်သွားမယ်ပြီးရင်အဲ့မှာလည်းနောက်တစ်ခုဒီမှာเนาะခဏကျွန်တော်ရွေးလိုက်ပြီးဆိုအောက်မှာနောက်တစ်ခုရှိရခင်ဗျားက agency လားစတယ်ဖြစ်ပေါ့เนาะအဲ့မှာ next ဒီမှာကျွန်တော်တို့က no ပြန်ရေးပါเนาะအဲ့ဒါကြောင့်တချို့ကတချို့လူတွေပေါ့နော်တချို့ခဏကျွန်တော်ပြောလို့ပေါ့နော်10ယောက်ထဲမှာတယောက်2ယောက်ပဲအဲ့လိုပေါ်တာပေါ့နော်တကယ်လို့ဒီကောင်မပေါ်ရင်လေဒီဟာအပေါ်နဲ့ဒီအောက်ကဟာပဲပေါ်လာတာဖြစ်တယ်ပေါ့နော်ဒီတစ်ခုကအခုတချို့တွေမှာအဲ့လိုမျိုးပေါ်လာတာရှိတယ်ပေါ့နော်ဒါကပေါ်လာရင်ကိုက complex တို့ simple trust ဆိုရွေးလိုက်ပါနော်ကဲပြီးပြီဆိုရင် next ဆိုတာပြန်နှိပ်လိုက်ပါနော်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကဘာပြန်ပေါ်လာလဲလို့ပြောရင်ဒီမှာကိုယ့်ရဲ့ဒီနားမှာတော့ကိုခဏဖြည့်ထားတဲ့ကိုယ့်ရဲ့နာမည်အပြည့်အစုံဒီမှာပေါ်တယ်နော်နော်တေချာလေးကြည့်ပါဒီမှာခဏဖြည့်ထားတယ်ဒီမှာ select one ဆိုတဲ့နေရာတွေ့တယ်မဟုတ်လားအဲ့ဒီမှာမလေးရှားပဲရွေးပါနော်ကိုနေတဲ့ country ပေါ့နော် Thai ဆိုတဲ့ Thai ရွေးပါပြီးရင်ဒီနားမှာ I have none USD လို့ရေးပါနော်ကျွန်တော်တို့က USD မဟုတ်ဘူးဆိုတဲ့အကြောင်းခုကျွန်တော်ပြထားတဲ့အတိုင်းပဲရွေးပါနော်ကဲပြီးတော့ပြီဆိုရင်ကျွန်တော်တို့ကဘာထပ်လာမလဲလို့ပြောရင်ဒီနားမှာခဏကျွန်တော်ပြောလို့မလေးရှားကိုကျွန်တော်ရွေးလိုက်ပြီး I have none USD မှန်သွားပြီပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့က next ပြန်သွားမယ်နော် next သွားတဲ့ခါကျတော့ဒီနားမှာကျွန်တော်တို့က0% of submit ပေါ့နော်အဲ့ဒီဟာရွေးပါအပေါ်ကဒီ3ခုပေးထားတယ်မဟုတ်လားအပေါ်ကတစ်ခုပဲရွေးပါနော်ကျွန်တော်မြန်လေးပဲကျွန်တော်သွားချင်တယ်ကဲဒီ0%ကိုလက်နဲ့ click လုပ်လိုက်ပါနော် click ပြီးသွားပြီဆိုရင် next ဆိုတာပေါ်လာလိမ့်မယ်အဲ့ဒါဆိုရင်ကျွန်တော်ပြန်နှိပ်လိုက်မယ်ကဲနှိပ်လိုက်တဲ့ခါမှာတော့နောက်ဆုံးအနေနဲ့ပြီးသွားပြီပေါ့နော်ဒီအောက်ဘက်ကိုတစ်ချက်ဆင်းလိုက်အောက်ဘက်ကိုဆင်းလိုက်ပြီဆိုရင်ဘာလို့ခိုင်းလဲဆိုဒီနားမှာကိုယ့်ရဲ့ခဏရေးထားတဲ့မောင်ကျော်ဆိုတဲ့နာမည်ဒီမှာရေးရမယ်မောင်ကျော်ဖြစ်နေဆိုရင်မောင် space bar ခံမယ်ကျော် space bar ခံမယ်ကျော်အဲ့လိုမျိုးပေါ့နော်ဒီနားမှာမောင်ကျော်ရေးမယ်ပြီးရင်ဒီနားမှာ click နောက်တစ်ခုပြန်မှ select လုပ်ရမယ်ပြီးတော့ပြီဆိုတော့ next ဆိုတာပေါ်လာလိမ့်မယ်အဲ့ဒါကိုပြန်မှနှိပ်လိုက်ကဲဒါဆိုတော့အခုနော်အရန်ကိုပြီးဆုံးနေပြီပေါ့နော်ပြီးဆုံးသွားပြီဆိုတဲ့အကြောင်းကိုသူက confirm ဒီပြတာပေါ့နော်ဆိုတော့အောက်ဘက်ကိုတစ်ချက်ပြန်ဆင်းလိုက်ပါအောက်ဘက်ကိုဆင်းလိုက်တဲ့အခါမှာအရှယ်ကြီးပဲနော်ဘာမှလုပ်ဆောင်မလို့တော့ဘူးအဲ့ဒီဟာကို submit ဆိုတာပေါ်နေလိမ့်မယ်အဲ့ဒီ submit ကိုတစ်ခေါက်ပြန်နှိပ်လိုက်ကော့နှိပ်လိုက်တဲ့အခါမှာဒီနားမှာတွေ့လားအစိမ်းရောင်ဖြစ်သွားတာเนาะဒီမှာ United States ဆိုတဲ့ညောင်အောက်မှာ your test information is complete ဆိုတာဖြစ်သွားပြီအဲ့ဒါကလုံးဝတေချာတော့ပြီမင်းဟာအားလုံးပြည့်စုံတော့ပြီဘာမှအမှားအယွင်းမရှိဘူးဆိုတဲ့အကြောင်းသူကပြောပြတာဖြစ်တယ်ကဲပြီးပြီဆိုရင်တော့ done เนาะ done ဆိုတဲ့ဟာကိုဒီနားမှာတော့ click လုပ်ရမှာเนาะဒါကျွန်တော်auto လုပ်ပြီးသားဖြစ်လို့အဲ့ဒါခင်ဗျားတို့ပြန်လုပ်ရမယ်done ဆိုတဲ့ဟာပြီးမှပဲကျွန်တော်တို့ကပြီးသွားတာဖြစ်တယ်เนาะကဲဒါကတော့ကျွန်တော်တို့ဒီChristmas ဘန်ကချိန်နေဖြစ်ပါတယ်เนาะတချို့တွေကကိုကမချိတ်တတ်ဖို့ဆိုနေကျွန်တော်စီကိုဆက်သွယ်လို့ရတယ်เนาะကျွန်တော်နောက်ပိုင်းဒီ Telegram link လေးကျွန်တော်အဲ့ဒီ YouTube link ထဲမှာပို့ထားမယ်ကိုကလုတ်တတ်တယ်ဆိုတော့ကိုလုတ်ပေါ့เนาะလုတ်မတတ်ဖို့ဆိုရင်ကျ
ကျွန်တော် KL နေ့တစ်ဝက်ဆိုတော့ကျွန်တော်လုပ်ပေးပါဖြစ်ပါတယ်เนาะကျေးဇူးတင်ပါတယ်